ရလိုင်းမှာပေါ့လိုင်းရလဲ wifi ရလည်းမရှိဘူးပေါ့ဒီထဲမှာတော့ဆရာကြီးတို့မပြောတော့ကျွန်မစိတ်ထဲမှာတော့ဆရာကြီးဒီအပတ်တိုင်းဒီတောက်ကြနေလို့ရောက်လာတယ်တော့ဆောင်နေတယ်တစ်ခါလေးလည်းလိုင်းရဖြစ်တော့တယ်ဒီကအသားမချားချက်ချက်ချက်ကိုယ်စိတ်ထဲမှာပြောဒီမှာလေးနဲ့အော်ဆရာကြီးရတယ်အဲ့ရမျိုးလားခါကြတယ်ဘာသာကြီးတယ်ဒီကပေါ်တော့ပြန်ကောင်းဝပြီးပြေးဝင်ကလွတ်လွတ်လာတာပဲဆက်ပြေးဝင်တော့ပြတ်အော်ဆရာကြီးလာရင်ကောင်းပါလေဆိုတော့ကလာဆရာကြီးပို့ဆောင်ပေးပါလိမ့်မယ်လို့ဆရာရှင်တော့ပေါ့လေမပဲယူတော့ဆရာကြီးပို့ဆောင်ပေးတယ်လို့ဒီမှာသူ့တောင်းတော့ဆရာကြီးကလာတဲ့အခါကျတော့အကြောင်းနဲ့လာတဲ့အခါကျတော့ကျွန်တော်တော့လည်းပေါ့လေဒီကတော့မကောင်းဘူးဖြစ်ရတယ်တကယ်တော့လည်းကျွန်တော်တို့နှလုံးသားရဲ့အပံကဘုရားရှင်တယ်ဆရာကတော့လာစားတော့ညာတစ်တစ်ခါတော့လာမယ်ဆရာကူပါလိမ့်မယ်ဆရာကြီးဒီမှာကြောက်လုံးဝမလားလာဖို့စီစဉ်မရှိဘူးဒီစိတ်ကအရင်သေးကြီးရောအခုပြန်ရှင်းသိတော့တယ် Zoom မှာနေတော့တိုက်ပြီးတော့အောင်ရအောင်ပေါ့အဲ့လိုစိတ်ကြပါဘူးနော်စိတ်ကြတရားကိုစူတောင်းလိုက်တယ်ဒီကောင်မတွေတောင်းတနေတာတောင်းတချင်ပြေပါဒီပေါ်တော့ဒီနေ့နဲ့စစ်ကျွန်တော်ဇာတိစိတ်ကြောက်လုံးဝမလားပြောရတယ်ပြောပီတိခောက်တော့တော့ဆရာကြီးကလေလာလို့တဲ့နေနေနဲ့နာမစပ်တွေ့ရတယ်ဒီရောက်ဖို့ဘယ်လိုဟိုလေမြန်ခအရင်သေးကြီးလို့လေရင်စိတ်ကအရင်သေးကြီးနေတယ်အခုပြန်ရှင်းသိတော့ပို့သေးရှင်းသိခွဲရတာပါဒီနေလို့ဒီလိုမလို့ဒီကမဟာဗျာတော့ဒီတော့လည်းအားရဈေးချက်အားရပြောဈေးကြီးတော့မိမတော့မခေါ်တော့ဒီမှာမနေခဲ့တော့လို့ဒီစီမှာပြီးပါပဲဒီစီမှာပြီးရတာတော့ပြန်တော့ငါတမီးတွေ့မင်းသမီးတွေ့ရရေးပြီးတော့ပတ်စံလာရသွားပြန်လာရင်တယောက်တည်းဈေးကဆက်ခွင့်သိပြတော့မှာသွားပြန်ဒါဘာမှပါလိမ့်တော့မရောက်ဆိုတော့မနေဘူးလေရောက်ဒါဒီတဘောတဲ့ရွှေသားပါပေါ့ပြန်တော့ပြန်လာတော့ဘာမှမဖြစ်ကျွန်တော်မပြန်ဘူးကမီးကပြန်လာအိမ်နဲ့ဒီကပြစ်ထားခဲ့တယ်ပြောတော့ဆရာဒီဇင်မှာလာပြီလာမှာဆရာကြီးပြန်လာဆရာကြီးလာဒီစီမှာပြန်လာမလာခိုင်းတော့လားရတယ်ဟုတ်ပါဘူးပြောင်းသွားလို့နော်လာဟောစီကြီးတော့ပြန်လာကြောက်မေးပါတယ်တော့ထားခဲ့ပါလိမ်ပြန်လာမှစီကြီးဘူးခွာရပါလေဒီကလည်းဗာဒီလိုဒီကပြောတဲ့အရာအာဘယ်လိုလဲပြင်ကြတော့ဒီလိုကလည်းအောင်းဖြစ်စီတင်ကြဘူးတင်အားပြီတင်အားပြီဘာလို့လဲအရာလေးစတော့အာဘယ်ပြောတယ်ပဲအာဘယ်တယောက်တည်းပဲပြောရအောင်ဆိုတော့ယုံကြည်ကြီးကအရှိတမ်းပြအာဘယ်နီးတူအာဘယ်ရဲ့ဟာအမွေခံဖြစ်တယ်လို့အာဘယ်ကယုံကြည်တော့ယုံကြည်တော့အာဘယ်ကောင်းကြီးမင်းကောင်းကြီးမင်းကစားတော့ဘောရတမန်ရှင်ဘောရပြောတာပြောတာဘာလို့ကြမ်းမှနားမလဲဒါကအာဘရန်ကြောက်ပြောတာလားဟုတ်တယ်ဘာလို့ကြမ်းမှာတော့အာဘရန်ကြောက်ပြောပြီမဲ့ဒီတမန်တိမှာတော့ဩဝါဒစာမှာတော့တမန်တော်ရှင်မောတွေပြန်ပြောတဲ့အခါမှာယုံကြည်ခြင်းရှိတော့သူတို့ဒီယုံကြည်တော့အာဗြဟံနဲ့သူကောင်းကြီးမင်္ဂလာကိုအာဗြဟံအပြင်ကောင်းအဲ့ဦးကြီးကဟောနေတယ်အဲ့ဦးကြီးကဘယ်လိုစားအာဗြဟံစားတော့တော့ရှောက်ပြောနေတော့မဟုတ်တော့ကျွန်တော်ကြားတာတော့ရှောက်ပြောနေတော့ကျွန်တော်ကြားတာပြန်ပြောနေတော့ကျွန်တော်တကယ်သူ့ကောင်းတော့ပြောနေတဲ့အရာကျွန်တော်တွားတော့တကယ်ကြားဝင်နေတော့ဒါကြီးဘလို့မှမချစ်ဆိုင်နိုင်ဘူးနော်ဘာလို့ကြစနေလဲဘာကြီးလို့အာဗြဟံအဲ့ဦးကြီးကမှဘလို့ပါအဲ့ဒီနေ့တမန်ရှင်ဘောပြောတယ်အာဗြဟံကပါအာဗြဟံအပြင်အဲ့ဦးကြီးကဟောနေပြီလို့ပြောလားပြောလားပြောတယ်ဟိုကြောက်ကြတော့ကြားစာကအဲ့လိုသွားတာနော်အဲ့ဒါအာဖူကအဲ့ဦးကြီးစတင်ခဲ့အားပဲအဲ့ကြားစာတော့မှာခေါ်ပြတော့မပြောပြတာဒါမှကျွန်တော်တက်လုံးဖတ်တာအာဗြဟံငါပဲဟုတ်လားငါမကြည့်လားအာဗြဟံငါပဲဒီလိုကလည်းသူယုံကြည်လို့အာဘယ်ဒါမျိုးသူတွေတွဲထားတာဒါတို့လည်းပြောတာဟုတ်ကဲ့လေအမေကျွန်တော်တို့ကတော့အာဗြဟံဘုရားနေကအာဗြဟံပဲပြောခဲ့တာပါဘောတော့တော့ပြောချက်တွေလေဆ
ကြားလို့ကျမလည်းအိမ်မက်ပြီးတော့တရားရင်သားလို့ဒါရည်ဖြစ်ကုန်ပြီတရားရင်သားတရားနဲ့ဖြစ်တရားနဲ့ဖြစ်တယ်ဘောပေါက်ထွက်တယ်ဒါထောက်မှချင်းကတီဆောက်နေတာဖြစ်တယ်ဒီထောက်မှချင်းရတယ်ဒီထောက်မှချင်းရတယ်ဖြစ်ရရတယ်သူ့ရဲ့ပုံသက်တွေဒါကဟိုကနေရဲ့ဒုဆောင်ချက်ကိုမဟုတ်ဘူးတဲ့ကထောက်မှချင်းတယ်ဘူးဘယ်မှာသူတို့အရာယုံကြည်ခြင်းအဖြစ်ထောက်မှချင်းတယ်ဘူးမှတ်တော်မူတယ်ဆိုတော့ဘုရားကလည်းဟိုကလေဒီဖောင်းနဲ့ခိုင်စင်းသားယုံကြည်ခြင်းအဖြစ်ထောက်မှအဲ့ဒါအကျင့်ကောင်းတယ်အကျင့်အဖြစ်မဟုတ်ဘူးထောက်မှချင်းတယ်ဘူးမှတ်တော်မူလို့ဆိုသူကလည်းဒီဘုရားအကျင့်ပုံထောက်မှချင်းကိုဘုရားကမှတ်တော်မူလို့ဆိုတော့အဲ့ဒါပြောပါငါကျေးဇူးပြုလို့ငါကျေးဇူးပြုငါတနာလို့ငါတနာလို့ရာတော့ငါချစ်အေးတော့မှာမို့တယ်အချစ်နဲ့မဆိုင်ဘူးအချစ်ကိုကြည့်ပြောမမွေးခင်နဲ့ပြောတော့ပြောတာဟောကဘာဘူးတဲ့ဖျားခင်ဘူးအလုပ်လုပ်ချောင်းမတဲ့လူတွေပဲနော်အေးတယ်ပါစပြီးတော့ဗလီပြုလို့နော်အေးတယ်ဟာတော့ဗလီပြုတာနော်နောက်တော့ဒီကဘာယူရည်နဲ့ဘယ်တော့မှမဝမ်းဘူးမဖြတ်စီတော့ပြီးတော့အာဗြဟံနဲ့ထာဝရဗလီပြုလားမပြုဘူးပြုတယ်နော်နောက်တော့ဒီနေ့ကျွန်တော်တို့ထောင်းမတဲ့လူတွေယေရှုပြတာထာဝရဗလီပြုထားလားပြုတော့ထာဝရအာမခံဗလီတရားတိတ်ကအာမခံပြတာထောင်းမတဲ့လူတွေပဲဖျားတယ်အလုပ်လုပ်ဗလီပြုတော့မှာထာဝရဗလီနော်အော်တစ္ဆာကလို့ပြောကောင်းကင်ရဲ့ကြီးမတည်ငါစကားတီးတယ်ဆိုတာကအဲ့ဒါပဲထာဝရဗလီဘယ်လိုနဲ့ပြုရတယ်ထောင်းမတဲ့လူတွေလို့ဒါမျိုးအဲ့တော့စာကကောင်းတယ်ထောင်းမတဲ့လူတွေပြန်ပြီးတော့လေ့လာဘာပဲလေ့လာကျွန်တော်တို့ကပါမြတ်တော်အုပ်စုရှင်းမြောက်ခြင်းခံရမယ့်အုပ်စုတဲ့ကောင်လောကစကားနဲ့ကျွန်တော်တို့ကအဲ့ဒါမှတော့တာရတယ်ပြရတယ်ဘယ်ဖျားကြီးကမြတ်တော်ကထွက်လာမထွက်ဘူးထွက်လာတယ်အဲ့လောက်ဒီပါတတ်တယ်နော်စာလာကပြောတယ်အဲ့ဒါတာထေဦးစစ်တယ်ပြောင်းတယ်ဘာလို့လဲဘလောက်ပဲဖြောင်းမချင်းတရားရောဟောတယ်သူ့ထောက်ခါတဲ့လူတွေပဲအမျိုးမျိုးသိဆောင်တယ် ဟောလို့မရဘူးလေမဟုတ်လို့မရဘူးဆိုတာကမင်းကအရင်ဘာမှမရှိသေးတယ်ဝိညာဉ်လေးပဲတရားလာပြီးတော့ရှေ့ရောက်တာလားခြေရတာတိုင်းရှင်တော့ပဲရမဟုတ်လားအာဘောလို့စိတ်တော့မရှိဘူးလို့ရှေ့ရောက်တက်ရှိသွားလို့ရအောင်ဒါနဲ့ဘုရားကြီးနေတဲ့စိတ်လုံးအောင်ပြီးတော့ဟောပြောတဲ့ခါမှာလည်းဘယ်လိုစိတ်လုံးထားပြီးဟောပြောအောင်ဒီအရာတွေကိုဘယ်ကျမ်းစာတောင်မှမသိနိုင်ဘူးဘယ်ကျမ်းစာတောင်မှမသိနိုင်တယ်လောကတည်းကမသိနိုင်ဘူးဒါကြီးဒါမီးကြီးတွေလောကတည်းကအဲ့ဝင်နေဘယ်စတင်ခဲ့တယ်မီးကြီးတွေအာဗြဟံတော့ပြောရည်နေမှာပြောဟာအာဗြဟံကမှအဲ့ဝင်ကြီးမှမပေါ်သေးလား ဘုရားဆရာဟိုနေ့ချင်းရဒီချင်းရဒီချင်းရကမှာခုနဒီနေ့ဒီကျန်တဲ့နာဂတ်ဒီကျန်နှစ်ကြောက်နော်ယေရှုကကြည့်တော့တာအေးကျွန်တော်မလုပ်ကြကျေးဇူးတရားတွေမလိုက်တာနိုင်ဘူးတရားဒီကောင်းကဖွင့်သွားတယ်ငါချစ်သားအလုံးစုံတော့တရားတော်ကိုအကုန်စင်ရှင်းတဲ့တွေယခုကတော့အခွင့်ပေးပါလေယေရှုပြောလို့ပြောတယ်အဲ့ဒါယေရှုကမှကျင့်သွားတယ်ဒီလိုပြောကြတယ်ပြောတယ်အော်ယေရှုကငါတို့မကျင့်တဲ့ဘုရားတရားကိုကျင့်သွားပြီဘယ်အချိန်မှကျင့်သွားတယ်မြေကြီးဘုဒ္ဓပြေတော်တယ်အဲ့ဒါတော့မေးလို့တော့အကြဘာရှောက်ပြောနေပြောတာအခုဒီကြီးခါတဲ့ချိန်မှာအားလုံးတော့ပါတယ်ကျင့်သွားပြီဒီချင်းရကမှာကောင်းလို့ပုံမှန်ကလာကြည့်နော်အေးလေအောင်းရင်ပွင့်နေဆိုတာကလောကတော့ပြည့်တာယေရှုကမှရောက်သွားတဲ့အတွက်ဒီဘုရားရှင်နဲ့ဒီကောင်းကင်ဘုံနဲ့ဘုရားရှင်နဲ့ကျွန်တော်တို့ကဘာဆက်ကြမှာအုတ်တယ်ဖုံးထားတယ်အဲ့ခါမှာယေရှုကပြစ်ကြရတဲ့ခါမှာကောင်းကင်ကဖွင့်နေသွားတယ်အဲ့မှာတည်တဲ့ခါဖြစ်ချင်းကောင်းကင်ကိုလည်းပြောလို့ရတယ်ဒါအာဗြဟံတို့ဣဆက်တို့အားလုံးကဒီကြီးအားလုံးကိုခြားထားတယ်ပြောတယ်လာစုတယ်ဖေးကြီးတယ်ဆောက်ကြောက်ကမှတူခြားထားတယ်အဲ့မှာဒီရဲ့ဝိညာဉ်အားလုံးကချုပ်ထားတယ်အောက်ဒီအောက်ကချုပ်ထားတယ်အဲ့မှာယေရှုချုပ်ထားတဲ့ခါမှာဒီလိုအားလုံးမှာလည်းကောင်းကင်ကိုဆက်ထားတယ်ဘာလို့မရလဲဒီမှာသွားလို့မရဘူးအဲ့မှာယေရှုကသူ့အတွေးတော်ထဲမှာဒီခေပြဩဇာခတိကိုအငယ်7မှာလူလက်နဲ့မလို့လောကရနဲ့မဆက်ဆိုင်တဲ့တန်ရှင်းတဲ့ဌာနတဲ့ကောင်းကင်ဘုံအဲ့ခါမှာယေရှုသူ့အတွေးနဲ့ချက်ချင်းကောင်းလို့ဝင်တော့ပြတ်ခဏပြတ်နေရှိတယ်ဒီအဲ့ဒီမှာရှောလမုန်တို့တဲ့ဘိမှန်တော့စိတ်ဝင်စားဘူးယေရှုအတွေ့အဖျားရှိတဲ့ဓာတ်တွေကိုကောင်းကင်တက်ဖို့တခါဖျားနေတဲ့အတွေ့အဲ့ခါဖျားနေအတွေ့နေတဲ့ခါဟာဝလာဖြစ်သွားတာကောင်းကင်ဌာနကခါရဝင်လို့ပြောတာကောင်းကင်ဌာနတန်ရှင်းဌာနဆိုကောင်းကင်နိုင်ငံယေရှုကိုယ်ပွားတာ
တမန်ဟောင်းမှာတော့ဒီ project အကြီးဆုံးကြီး project ကသူတို့ဘာအတွေးနေပါလဲဘယ်ဒီတက်တာတော့ဖြန်းမတူဘူးတားတာရောကွာအတွေးကိုသူကအဖြစ်လို့ရှိတာယေရှုအတွေးကဘုရားရှင်ကိုယ်တိုင်တတ်ပါတယ်ဟာဝဖြစ်တဲ့အတွက်ဘုရားရှင်တော့ယေရှုကိုဟာဝလူကိုလူကိုတော့ကောင်းလို့မဟုတ်ဘူးတော့ကောင်းလို့မဟုတ်တော့ယေရှုကြောင့်အဖြစ်လို့တစ်ချက်မဆိုလားလို့ဘုရားရှင်ရှိတာလည်းတော့ယေရှုကတန်ရှင်းရထားတာခါလဲဟိုဟာအမှကျွန်တော်လည်းနော်ဒီပြောတာအခက်ဆက်ငယ်16မှာလဲငါတို့ဘာလဲကိုဒီပြင်စင်တော့တက်လာပြီငါတို့ဒီဟိုအတွေ့တော့အမိပြည့်တော့တန်ရှင်းရခန္ဓာတို့အစီအစားမရှိတိုးဝင်ရတဲ့ခွင့်ကိုရအတွေ့တော့တန်ရှင်းရခန္ဓာဆိုတော့ကောင်းကင်နိုင်ငံတွေကိုအစီအစားမရှိတော့ဘာလို့ဝင်လို့ရအတွေ့တော့ထားရဆိုတာအဲ့ဒါပါတာလေတခုဘွားတော့မဟုတ်တော့အတွေ့တော့အမိပြည့်မစေဒီဘက်ခိုင်းတဲ့ဆက်ငယ်19ပါလေတရားမလားအတွေးတော်ကအမိပြုမှဆိုရင်တန်ရှင်းရခံရတော့မှအစည်းသားမရှိတိုးဝင်ရတဲ့အခွင့်ရှိလားမရှိဘူးလားရှိပါထာဝရဆိုအဲ့ဒီပါတာအတွေးတော်ကဒီနေ့တင်းဟုတ်စရာကတရက်တော်မှမခံဘူးစိတ်အတွေးငါလေးတွေးတော့ဘယ်တော့ခံတနေ့လို့ယေရှုအတွေးကအဲ့ဒါမှသူတို့ဘုရားရှင်တို့အသုံးပြုတယ်အဲ့ဒါဘုရားကိုဘုန်းကြီးတိုင်းပြောတယ်လားဒီတော့ဘာလို့တော့မာနကစိတ်တက်ပြီးဘုရားကိုပဂရိတဲ့အဲ့ဒီဟိဘေကိုစတဲ့ဘာမှကြည့်ဟိဘေကိုစတဲ့ဘာမှကြည့်အဲ့ဒီဟိဘေကိုစတဲ့မှာလေဒါရကြီးနဲ့ဆုံနေတဲ့တဲတော်တွေပါတယ်ကောင်းကင်နိုင်ငံကိုပြောနေတာလေတန်ရှင်းရထားတာကောင်းကင်နိုင်ငံကိုပြောနေတာအခါတဲ့ယေရှုကအဲ့ဖျားခင်ရှိမှဝင်သွားပြောပါတယ်တွေးတယ်ဖြန်းတယ်ယေရှုကပါတယ်ဒီရှောလမုန်ဆောက်ရတဲ့ဗိမာန်တော့တန်ရှင်းထားတာဝင်တော့တော့ယေရှုတည်ရတဲ့ကလာကတန်ရှင်းပွင့်တော့မပွင့်ဘူးပွင့်ရတဲ့အကြောင်းနဲ့တန်ရှင်းတဲ့ဌာနတန်ရှင်းဌာနမရှိတော့ယေရှုကိုရဲ့အသေးခံခြင်းရွေးလို့ခြင်းယုံကြည်တဲ့အားလုံးမှာထာဝရဖြောင်းမှတန်ရှင်းဖြစ်တဲ့အတွက်လောကဗိမာန်မလို့တော့တန်ရှင်းရဌာနလူတဲ့နဲ့မလို့လောကနဲ့မဆက်ဆိုင်တဲ့ကောင်းကင်တဲ့ကိုတခါတည်းဝင်လို့ရလားမရဘူးယေရှုကိုလည်းထိတ်ဆုံးအောင်ဝင်သွားငါတို့လည်းတည်တာနဲ့ဆက်ချင်းပြီးတော့မိတူလေးတွေအားလုံးကတန်ရှင်းရခါနာကောင်းနေတဲ့ခါတဲ့အစီအကားမရှိတဲ့ခါတွေအဲ့လိုသွားဟောဒီလောကတင်းဦးဆရာတင်းဉာဏ်ကုန်ကြီးလိမ့်တယ်ငါလည်းကားပြောတော့မယ်ငါကောင်းကြီးရောက်ဘယ်ရောက်မလဲကြောင်ကြီးဘယ်ရောက်မလဲတဲမှမရောက်နေရေးပဲရောက်အတွေးတော်မှမပြုတ်ရင်သူတို့ဒုတိယကိုဘုရားဓမ္မဘုရားတို့ကတော့ပထမဝတ်တဲ့ဒုတိယဝတ်ရောပလိုက်အဲ့ဒါကဘာပြောလဲအဲ့ဒါကမိစ္ဆာဒိဋ္ဌိအယူဝါဒလို့ပြောတာလေယေရှုကိုယုံကြည်ခိုင်းပြီးအပြုကိုတောင်းပန်ခိုင်းရတာအဲ့ဒါမိစ္ဆာဒိဋ္ဌိအယူဝါဒလို့ပြောတာပညတ်တရားကိုပညတ်တရားရှောက်ရှောက်ခိုင်းပညတ်တရားတိုင်းဆိုတောင်းပန်မှန်းတယ်လုံးဝမအောင်ပြရမယ်ကျွန်တော်အဲ့ဒါနားလေကျေးဇူးတရားနဲ့ယေရှုယုံကြည်တောင်းပန်စရာမလိုတော့ဘူးအဲ့ဒါကျေးဇူးတရားစစ်စစ်ပညတ်တရားစစ်စစ်ဆိုတာအပြစ်လို့အပြစ်ရှိပါလေတောင်းပန်ခိုင်းတာဘာကြောင့်လို့ရစ်ပူဆိုတာပြုစရာခုမရှိတော့အဲ့ခါမှာဘုရားရှင်တိကိုရှင်ရောင်းတော့ပြောလိုက်တောင်းမှရအဲ့တော့မရောလို့မရကိုအားနဲ့ပြည့်ရှိမဲ့စေပြောရတယ်ဘုရားရှင်တားတော့ယေရှုခရစ်တွေးတော်တယ်ငါတို့ပြည့်ရှိကစေကြောတော့ဘူးအဲ့တော့လက်ခံမလားမဟုတ်ရင်ကိုပြည့်ရှိမဲ့စေလူချတောင်းပါလားအဲ့တော့လူချတောင်းမှကိုပြည့်ကိုပေါ်ပြတောင်းမှလို့ဆိုဘုရားရှင်တော်ဒီပါလေချောင်းမချစ်တရားနဲ့ကောင်သစ္စာတရားပြည့်စုံတယ်တောင်းမှမစေလို့ပြည့်ရှိမဲ့ဆိုရင်အပြည့်ရှိမဲ့ဆိုပါလေပညာတရားတော့ရောက်သွားတော့ရောက်သွားတာပညာတရားရပြည့်ရှိမဲ့စေတောင်းမှန်တော့ပညာတရားအပြည့်ရှိမဲ့ဆိုရင်ယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်စေကြောပေးရလက်ခံမှစေလို့ပြီးလားမလို့ဘူးဒီနှစ်ခုနဲ့တစ်ခုမျိုးခိုင်းတာအဲ့ဒါမိစ္ဆာပရောဖက်ပါလို့သူကအဲ့အပြစ်ကိုတောင်းမှဖို့အတွက်လမ်းကြောင်းထဲမှာရောက်မရောက်အောင်ယေရှုရဲ့ယုံမှာဒီနေ့လုံးတဲ့အပြစ်ကတောင်းမှယေရှုခရစ်ကားတယ်မှာယူတော့ပြစ်တော့ဗီဇအပြစ်ဒုစရိုက်ပြစ်မှာပါလို့ပြောတော့ပြောတယ်ကျမ်းစာမှာဗီဇဒုစရိုက်အလုံးပါတော့ပါအဲ့သူတို့ကသူလမ်းကြောင်းမှာကိုသူကခေါ်ထားတာပြောင်းမှာအဲ့ဒီထဲကိုလူတွေမောင်းပေးလိုက်တာလူတွေကပိတ်တဲ့ခါမှာကျန်းစာမှာဖတ်တဲ့ခါမှာတောင်းပါရမှာလေကျန်းစာမှာပါတော့ပါဘယ်သူကပြောခဲ့လမ်းပေးတဲ့တောင်းစာပြောလာမဟုတ်တော့တမန်တော်ရှင်ရောကပြောခဲ့တဲ့စကားကြီးတရားမှာကျန်းစာတော့အောက်တော့အဲ့တစ်ပိုင်းပဲပါအဲ့တစ်ပိုင်းရအတိကိုင်းတာပြောင်းမှာပေါ်လူတော့ပြောခဲ့လားမပြောခဲ့ပါပေါ်လူကကျေးဇူးတရားအစ်ကိုဒါပေါ်လူပြောခဲ့ရတာက
ဒီခလာပြီးဩဇာခန်းကြီးငါအငယ်၄မှာနော်ပြောမှာပညာတရားနဲ့ဖြောင်းမရရောက်တဲ့ပြောင်းလို့တည်ဖို့ခရစ်တော်နဲ့ကြွာ၍ယေရှုတရားနဲ့မတူဝိရောကြပြောခဲ့တာရှိပြောမှာကိုကပစ္စည်းကြောမှာဖြောင်းမှမယ်ဆိုရင်တဲ့အဲ့လိုမှလုပ်ပြီးတော့အပြစ်လုပ်မယ်ဆိုရင်တဲ့အဲ့လိုမျိုးဒီအားလုံးကပါယေရှုတရားနဲ့မတူခရစ်တော်နဲ့ကြွာလည်းမကြွာဘူးပြောခဲ့တယ်ပေါ်လို့ပြောခဲ့နောက်ပြီးပေါ်လို့ပြောခဲ့တဲ့အချိန်ကရှိတယ်နောက်ဆုံးလူကြီးကရဖောက်ပြန်တော့မှတော့အောင်တည်သွားတဲ့ခါနောက်ဆုံးလူပဲကြတယ်ရောဟန်ကြောက်ဝဲကြံတဲ့ခါမှာဘုရားတကယ်သူ့ယူပါလို့တော့ခေါ်ကြတယ်အဲ့ခါရောဟန်ပေါက်ရေးဩဝါဒစာပေါက်ရေးဩဝါဒစာရေးပြီးတော့ဘုရားလည်းရေးပြီးတော့ရောဟန်နဲ့ဟောအဲ့ခါမှာရောဟန်ကပါအောင်းပါမယ်ဆိုရင်ရဒီနှစ်ခုကိုမပြောနဲ့လို့ပြောလည်းမပြောဒီနှစ်ခုမပြောနဲ့လို့ပြောတော့အဲ့တော့ဘူးကရေးတယ်ပေတုရှင်ပေတုဩဝါဒဒုဒစာခန်းကြီးနဲ့အငယ်တစ်မှာကယူဒလူတွေနဲ့ပိဿာပေါ်ကအများရှိကြပြီမိစ္ဆာဒိဋ္ဌိအယူငါကိုပြိယာဖြင့်တွေး၍မိမိတို့ကိုရွေးဝယ်တော့ရှိရင်ညင်းပယ်တဲ့မိမိတို့ပေါ်တော့ဒီမြန်စွာတော့ပြည့်စည်ခြင်းကိုရောက်စေတော့ငါမိစ္ဆာပေါ်ကအများဒီတို့လည်းရှိကြပြီလို့ပြောတယ်။ဒါဆိုရင်မိမိတို့ကိုရွေးဝယ်တော့ရှိရင်ညင်းပယ်ခိုင်းတာဟုတ်လားမဟုတ်လား။ဒါဆိုယေရှုကျွန်တော်တို့ဘာနဲ့ရွေးဝယ်အသွေးနဲ့ဒါဆိုယနေ့ခရိယာနဲ့အသွေးတော်ညင်းလားမညင်းဘူးလားညင်းတယ်တို့ညင်းတာကကျွန်တော်အသွေးတော်မယုံကြည်လို့ပြောတာမဟုတ်နော်အပြစ်တော့အပြစ်ရှိတယ်ဆိုတာကညင်းပြီးသားဟုတ်လားမဟုတ်လားအဲ့ဒါမိစ္ဆာရဲ့ prophet ရဲ့ pray ရဲ့တန်းသားလို့ပြောတာဒီလားယေရှုကိုယုံကြည်ခိုင်းမယ်ပါယေရှုကျွန်တော်ဘာနဲ့ရွေးဝယ်အတွေ့တော့ညင်းပယ်တယ်မညင်းပယ်ဆိုတိလို့ရတော့မရဘူးအပြစ်တော့အပြစ်ရှိတယ်ဖြောင်းမတင်တရားဟောအပြစ်တော့အပြစ်ရှိတယ်အပြစ်ရှင်တောင်းပါမယ်သူတင်တဲ့ဆရာအားလုံးပါမိစ္ဆာ prophet ဘာဖြစ်လို့လဲယေရှုရဲ့တွေ့တော့ညင်းပယ်လားမညင်းပယ်လားညင်းပယ်လို့သူတို့ကအပြစ်ကိုတောင်းပါတယ်ဒါပေမဲ့အပြစ်ကိုတောင်းပါမယ်လေတိရောတိကိုနဲ့ကြိုက်လားမကြိုက်ဘူးရှင်ကဩဝါဒစာပထမစာခန်းကြီးတက်အငယ်ကိုရတော့ကြိုက်အဲ့ဒါမကြိုက်သူအချိန်ထိုးတာဒါလည်းလမ်းကြောင်းရဲကိုသွားတာနော်ဟိုကြောက်ကြရင်တော့အရန်ပြီးနော်အဲ့လမ်းကြောင်းနဲ့မောင်းပြထားတာတော့ဒီနေ့ခရိယာနဲ့အဲ့တောင်းမှကြီးကိုကြိုက်လားမကြိုက်ဘူးအများကြီးကိုသွားတာအဲ့လမ်းကြောင်းတော့မောင်းထည့်တာကျွန်တော်တို့ကြတော့မန်တဲ့လမ်းကြောင်းကျေးဇူးတော်လမ်းကြောင်းတော့မောင်းထည့်တာရမယ်သူ့တွင်းတာခရစ်တော်ကအားလုံးကိုလမ်းလို့လားအဲ့ဒါကိုနိုင်ရှိလို့ပြောနေတယ်ကားလိုက်ကြတယ်ဒီလိုကျွန်တော်တို့ချက်လိုက်ဖြစ်တယ်သူကဖြစ် သူ့ရဲ့လမ်းကြောင်းရဲ့ကြောက်ကြရင်တမာပြတေချာကြည့်နော်မိစ္ဆာ prophet မောင်းတွင်းတဲ့လမ်းကြောင်းရဲ့ကြောက်ကြရင်နော်နာနက်ကအပီးပြီးမို့လမ်းကြောင်းရဲ့ပေါ်လာနော်ပြည့်တရားနဲ့ယေရှုတရားရောပြီးတော့ပါတယ်ယေရှုလည်းယုံကြည်ခိုင်းတယ်အပြစ်လို့ပြည့်ရှိတယ်ဆိုတော့ကမ္ဘာတော့ထောက်တယ်ပြီးတော့တိကိုလည်းတော့ထောက်တာအဲ့ဒါကတိဖြစ်လာမကြည့်ဘူးအောင်လို့ပတ်တော့ဒီဌာနလေကျွန်တော်ရှိမှတော့ဘာမှလာလေးစားလို့မရတော့အဲ့တော့ကျွန်တော်နားလေတော့ဒီဝန်တော့ကိုလည်းပြောပြတာရှီပါလို့ရတော့ပေါ့နော်ငင်းကိုအတွက်ကြားချက်နဲ့ရှီပါရနဲ့ငင်းကိုတော့မတူဘူးနော်ငင်းလာကဖိပိတ်ငင်းတာနော်ရှီပါရဆိုတာကြားချက်နဲ့ကိုပြန်ပြီးတော့ရှီပါနိုင်တယ်ရှီဘူးစေတဲ့တော့ဘာမှပြန်ပြောစရာတော့ရှိတယ်ဒီရဆိုရယ်တော့ကလည်းတော့ညအခုတော့တော့အဲ့လိုဖြစ်သွားတာမဟုတ်ဖြစ်ကိုဖြစ်နေတာလေလုံးပေါက်နေရနော်ဟုတ်လို့ဖြစ်တယ်အခုတော့ကျွန်တော်တို့တော့ကဘယ်လိုလုပ်ကြပြရလေပြောတယ်သူတို့လည်းတက်တာကိုရှင်တို့တော့ကျန်းစာသူတို့မဟုတ်တက်တာကျွန်တော်သွားတဲ့နေရာတွေကအမှန်လေးပြည့်တော့ရှိတယ်ပုံကြည့်မကြည့်နိုင်တော့သွားတော့မောတော့ကလူကြီးထားတယ်ဘယ်မှာဒူလာသူပြီးတော့ဟုတ်ဒါရမလို့ပါဘယ်မှာဒူလာနေဆိုอ่ะဟုတ်တော့ယေရှုကျေးဇူးလို့ဆိုဟုတ်တိုင်ဘာမေးချင်သေးတယ်ဘာမှမမေးလို့ပြန်တော့ရှင်းတယ်